မင်းစားလိုက်ပါအောင်မယ်အေးပဲကိုမနဲ့တော့နေပူတော့ကြီးလို့မကြီးသီးကိုဖြော်ရည်ပဲလောက်တော့မကြီးသီးနဲ့စားနဲ့ခတ်ပြီးတော့မကြီးဖြော်ရည်ပဲတောက်လိုက်တော့ထင်းညက်မဟုတ်ဘူးနော်အပူတွေကင်းအောင်နေပင်းတော့ကြီးလို့မကြီးသီးနဲ့စားနဲ့ဖြော်ပြီးတော့ပဲဟင်းညွန့်လို့တောက်တော့တယ်ဒါကဘဲဥချင်းဟင်းဒါကငပိရင်ငါးပြောဒါကဗရက်စာဒါကတခုပွင့်ဒါခရမ်းဒီစားလိုက်အောင်မနော်သမင်းစားတော့လည်းကောင်းတာပဲဒီနေ့ကိုအေးသွားတာဗရက်စာတွေထွက်ကုန်ပြီဘဲ